လာပါရှင် Ethan Live မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ရာသီဥတုကအရန်တာရာသီဥတုကအရန်တာယာနေပါတယ်။ဒါတော့ကျမရဲ့မျက်နှာဝက်ချံလေးပါပဲ။ဒီမှာကြည့်ပါဝက်ချံလေးဒီနေ့ပြောချင်တဲ့အကြောင်းအရာပေါ့နော်ဝက်ချံထွက်ခြင်းအကြောင်းပေါ့နော်ဝက်ချံထွက်ရတဲ့အကြောင်းကကျမအခုတကယ်ဖြစ်ခဲ့တဲ့ဖြစ်ဒီဝက်ချံဘာလို့ထွက်လာလဲဆိုကျမအစားတောက်ကစားပြောမယ်ပေါ့နော်ဒီတင်ဘာစားလဲဆိုအဆက်တွေအများကြီးစားလိုက်တယ်အငံကိုမရှောင်နိုင်ခဲ့ဘူးအဲကြောင့်မလို့ဝက်ချံထွက်လာတယ်ပေါ့နော်ထွက်လာတယ်ပြီးတော့အဲ့ဝက်ချံထွက်လာတဲ့အပြင်ကိုတရက်ကမျက်နှာမတစ်ဖဲနဲ့အိတ်လိုက်တယ်မျက်နှာမမိတ်ကပ်လိမ့်မျက်နှာမတစ်ပဲdouble cleansing မလုပ်ပဲအိတ်လိုက်တယ်ပေါ့နော်အိတ်လိုက်တော့ကြောင့်အဲ့မှာဝက်ချံထွက်လာနှလုံးထွက်လာပြီးတော့အလက်ကလည်းအငြိမ်မနေတဲ့အတွက်ကြောင့်မသွားပြီးတော့ညှစ်လိုက်တာအဲ့မှာပို့ပြီးတော့ဖြစ်တယ်အမှန်တကယ်တော့ကျမပထမပြောထားတဲ့ဝက်ချံကတ်တဲ့ဟာလေးကတ်ရမယ်ဆိုပေမဲ့ကျမသမီးရဲ့ကစားမှုနဲ့အတူဘယ်မှရှာလို့မရတော့ပြီးတော့အခုအဲ့ဒါကျမအခုဒီလိုမျိုးဆိုလက်နဲ့မကင်တဲ့ဘူးဒါမှကျမအခုလက်ဆေးထားရပေါ့နော်ပြကြံတော့အဲ့လိုမျိုးအဲ့ဝက်ချံအတွက်ဘာတွေဆောင်ရန်ရှောင်ရန်လုပ်ရမယ်ဘာတွေဘယ်လိုပြန်ကူရမယ်ဆိုတဲ့ဟာမျိုးအရန်များနေပြီးတော့အရန်လေးပိုးတွေကူရပြီးတော့မျက်နှာမှာဖြစ်တယ်ဆိုတာဆရာဝန်နဲ့ပြတာပိုးကတော့အရေးကြီးပါတယ်ဒါကတော့ကျမသိတဲ့အတီလေးတစ်ခုပဲ sharing လုပ်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့စာလေးဖတ်ကြည့်ပါအောင်ရှင့်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်တတား